မုတ်တီတုတ်တပွဲကို9000ပေးစားရလောက်အောင်ဒီဇိုင်းကဘာတွေအဲ့လောက်ကောင်းနေလို့လဲတီရီတို့လည်းမစားခင်တော့အဲ့လိုပဲတွေးခဲ့တာပါဘာတွေမတူတာလဲဆိုတော့ပါဝင်ပစ္စည်းတွေမတူတာပါရှင်သူ့ရဲ့ဆိုင်ကလေဗမာချက်စစ်စစ်ငဖဲစစ်စစ်ပဲစီစစ်စစ်တက်မယာတီစစ်စစ်စတဲ့ဈေးကြီးပေးဆိုတဲ့ပါဝင်ပစ္စည်းတွေကိုပဲတုံးထားတာပါရှင်ပြီးတော့ကြတော့သူ့မှာတုံးတဲ့မုတ်ဖက်ကလည်းအပြင်ကမုတ်ဖက်တွေနဲ့လုံးဝမတူဘဲနဲ့ကိုအစ်ဆက်နေရပါရှင်နောက်ထပ်ထူးခြားချက်တစ်ခုကတော့မုတ်တီပြန်ပွဲမှာပထမဆုံးရထားတဲ့အန်တီဖွင့်ထားတဲ့ဆိုင်ပါရှင်သူ့စီကပေးတဲ့စစ်သွန်ချင်းအားဆိုရင်လည်းမြစ်သားဦးအစ်စ်ကိုတုံးထားပြီးတော့ဝိုင်းဝိုင်းပြပြလေးတွေကိုပပလေးကိုလှီထားတာပါရှင်စစ်သွန်နီကဆက်တဲ့အရာတာလုံးဝမရဘဲနဲ့တက်မယာတီနဲ့မမွေလေးနဲ့ချွတ်ချိုလေးဖြစ်နေရပါရှင်ဒီဆိုင်ကအချိုမုံမတုံတဲ့အတွက်ဟင်းရဲ့အချိုအားဆိုရင်လည်းအချိုမုံရတာမဟုတ်ဘဲနဲ့ကြက်ရိုးပြုတ်တွေငဖဲပြုတ်တွေနဲ့အရွက်တွေရဲ့အချိုကိုယူထားပြီးလုပ်ထားတာပါပြီးတော့ခောက်ဆွဲအကျွတ်ကြော်ကိုလည်းအများကြီးချပေးထားပါတယ်ဟင်းတွေကိုအကျွတ်ကြော်လေးထည့်ပြီးတောက်ရရလဲအရန်ကိုလိုက်ဖက်ပါတယ်ရှင်ဆိုင်ရဲ့တန်ရှင်းမှုဟာဆိုရင်လည်းအထူးပြောစရာမလိုပါဘူးစီကန်တင်ကျက်တဲ့ဦးလေးရဆောင်ကြည့်ထိမ့်သိမ့်နေတဲ့အခါကျတော့ဆိုင်ရတော်တော်လေးကိုတန်ရှင်းပါတယ်မုတ်တီလည်းစားခြင်းနဲ့အချိုမုတ်တွေကြောင့်မို့လို့လေးပင်နေရတွေစကြောတက်တာတွေကိုမခံနိုင်တဲ့သူတွေဆိုရင်တော့ဒီဆိုင်လေးကိုစားကြည့်တင်ပါတယ်ရှင်လုံးဝစားပြီးလို့ရှင်လေချောင်းမရာနေရတဲ့စကြောတက်တာတွေလေးပင်တာတွေလုံးဝကိုမဖြစ်တာပါဒီနောက်ကတော့တဝဲ9000ကနေပြီးတော့အခုဆိုရင်9000ဖြစ်သွားပါပြီရှင်ချက်ရိုးတုတ်ချက်သားတုံငဖဲတုတ်တွေလည်းမစားလို့ရပါတယ်ရှင်ခောက်ဆွဲတွေကတော့10နိုင်နောက်ပိုင်းဆိုလို့ရှင်မစုံတော့ပါဘူးဈေးကြီးရဲ့လို့ထင်ရပေမဲ့ပါဝင်ပစ္စည်းတွေအကောင်းစားတွေတုံထားပေးပြီးတော့အသားများများလည်းထည့်ထားပေးတဲ့အတွက်ကြောင့်မို့လို့တစ်ခါတလေမှာတော့သွားစားဖြစ်ပါတယ်လမ်း40 8384ကြားမှာရှိတဲ့ဒေါ်သားများမုတ်တီပါရှင်